ကိုယ့်ရဲ့ကိုယ်ရောခွဲခွာပြီးတော့ ဟုတ်ကဲ့ တနေ့တစ်ကြီးမှာမိမိတို့ကျွမ်းကျင်ရာဘာသာရက်နဲ့သွားလာလှုပ်ရှားလှုပ်ခိုင်းစားပေါက်ပြီးတော့ပရိယေတော်ဝမ်းစာကြောင့် ဟုတ်ကဲ့ ရွာကိုလည်းခွဲခွာကြရတယ် ဒါပေါ့ဆရာကြီး ရွာကိုခွဲခွာရတယ်လို့ရွာမှာကြံခဲ့တဲ့တငယ်ချင်းတွေကိုလည်းပဲခွဲခွာခဲ့ကြရတယ် ဟုတ်တာပေါ့ ဘယ်လိုပဲခွဲခွာလာကြရပြီမဲလို့ကိုစောကြီး ဆရာ ကိုယ့်ရဲ့ကိုယ့်ရွာဆိုတာမင်းနိုင်ကောင်းသောအရာမဟုတ်ပါဘူး လူဟာမပြောပါနဲ့ဆရာကြီး နဲ နွားများတောင်မှအချိန်တန်တော့ချီတိုင်းကိုအမှတ်ရကြသေးတာပဲ ဒီသဘောပဲ ဟုတ်ကဲ့ ကိုယ့်ရဲ့မွေးရက်မြချက်မြုပ်ဇာတိဆိုတာမေ့ပြောက်ကောင်းသောအရာလည်းမဟုတ်သလိုမေ့နိုင်သောအရာလည်းမဟုတ်ပါဘူး ဘယ်မိနေမှာမလို့ ကိုယ့်ရဲ့ရွာကိုယ်တငယ်ချင်းတွေကိုခွဲခွာပြီးတော့မြို့ကြီးပြကြီးမှာစီးပွားကြီးရှား ဟုတ်ကဲ့ ကြီးပွားချမ်းသာနေကြတာမှန်ပေမဲ့လို့အချိန်တန်တော့ရွာကိုပဲလွမ်းကြရတာပါဗျာ ဟုတ်တာပေါ့ဗျာ ဟုတ်ပြီနော် ဟုတ်ကဲ့ ဟောရွာမှာအလူပွဲရှိတယ်ယခုလူပေါ်လေးကထိန်ပွဲကြီးပြုလုပ်တယ်အတန်ကြားပါရဝေးမှာရောက်နေရပြီမယ်လို့ရွာရဲ့စိတ်ကတဖွာဖွာပေါ်ပေါက်လာတော့ ဟုတ်ကဲ့ ရောက်အောင်ပြန်ခြင်းတဲ့စိတ်တွေဟာလည်းတဖွာဖွာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ဟုတ်တာပေါ့ ထိုနည်းတူစွာပဲကိုဆိုရင် ဟုတ်ကဲ့ ကျွန်တော်ရဲ့မွေးရဲ့ဇာတိဆိုတာကလည်းမကွေးတိုင်းကျင်ညောင်းမြို့နယ်အရှိကုန်းအုပ်စုညောင်းကုန်းဆိုတဲ့ရွာဟာကျွန်တော်ကိုမွေးထုတ်လိုက်တဲ့ရွာပါ ကြည်လက်တော်ရွာလေးတရွာပေါ့ ဇနဘုတ်ရွာလေးတရွာမှာကျွန်တော်ကြီးပြင်းလာရတာပါ ဟုတ်ကဲ့ ကျွန်တော်17နှစ်သားတွေကရွာနဲ့တငယ်ချင်းတွေကိုလမ်းခွဲလာခဲ့ ဟုတ်ကဲ့ နှစ်ပေါင်းတောင်ကြာလာပါ ဟုတ်တာပေါ့ အဲ့ဒီမှာကိုစိုးရဲ့ ပြောပါ မိုးရင်းကာလရောက်လို့မိုးလီတွေနဲ့တပြိုင်တည်းကြာလာပြီဆိုရင်လေရွာကိုလွမ်းသလိုလိုရွာကတငယ်ချင်းတွေကိုတရိယာသလိုလိုနဲ့တလှက်လှက်ခံစားခဲ့ရတာအမှန်ပဲဗျာ ဟုတ်တာပေါ့ဗျာ ။အော်ခုလောက်ဆိုရင်ငါတငယ်ချင်းလေရွာမှာမိုးကြီးကြတော့ထွေးကြီးပြင်းလို့လေကွင်းတွေထဲမှာရွှွနေဘွက်တွေနဲ့ကျွဲနဲ့နွားနဲ့ဖက်ယုံပြီးရှာပါရော့လား ဟုတ်ကဲ့ ။ဟုတ်ပြီနော် ဟုတ်ကဲ့ ။အော်တို့ရွာလီဒီလောက်ဆိုရင်ဘလောက်မြန်သားရနေသလဲလို့မှန်းမြို့ပြီးကြည့်ပြီးတော့လွမ်းခဲ့ရတာလေအချိန်ချင်းပါပဲ ဒါပေါ့ဗျာလူတိုင်းဟာကိုကျွမ်းကျင်တဲ့ဘာသာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေရပေမဲ့လို့ရွာမှာရှိတဲ့ရွာမှာကြံနေခဲ့တဲ့တငယ်ချင်းတွေနဲ့အတူရွာနဲ့အတူကိုယ့်ရဲ့ငယ်ပေါင်းကြီးပေါ်တွေကိုတစ်ခါမှပြောမပြတတ်လောက်အောင်ကိုသတိရတယ်ခံစားရတာပဲ ။ငယ်ကချစ်ခဲ့ကြတယ်တငယ်ချင်းတွေ